ဘဝဆိုတာရလာရင်တော့အကောင်းလဲတွေးမှာပဲအဆိုးလဲတွေးမှာပဲဘဝမှာတွေးကြနိုင်တဲ့အရာတွေကိုလောကရန်၈ပါးလို့ခေါ်တာပဲကောင်းတာနဲ့တွေးတယ်လို့ဆိုးတာနဲ့လည်းတွေးအကောင်းဆိုးဆိုတာတွေဟာလောကမှာများစွာရှိနိုင်တော်လဲပဲမြတ်စွာဘုရားကလူတွေတွေးကြုံများတဲ့အကောင်းဆိုးအကောင်း၈မျိုးအဆိုး၈မျိုးကိုခွဲခြားပြီးတော့လောကသဘာဝအနေနဲ့ဟောကြားခဲ့တာရှိတယ်ပေါ့အလုံးသိကြတဲ့အတိုင်းလာဘောအလာဘောကိုလိုချင်တာရရှိခြင်းနဲ့ကိုလိုချင်တာမရရှိခြင်းကိုလိုချင်တာရနေပြီဆိုရင်လူတွေကစိတ်ချမ်းသာကြတယ်ကိုလိုချင်တာမရဘူးဆိုရင်စိတ်ညစ်ကြပြန်ရမှုမရမှုပေါ့အကြောင်းပြုပြီးတော့စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့တိမတ်တော်မှငြိမ်းချမ်းမှုကိုရနိုင်တယ်